9 နာရီအောင်ကြော်နေပြီပဲရပါတယ်ငါနောက်ကြလဲဘာမှမဖြစ်ဘူးဂျာကြီးကိုပိုင်နေလေနောက်ကျနေပြီဂျာကြီးစုတော့မှာပဲဒီပိုင်းအဲ့လောက်တော့ညာလေဟာနင်ကလည်းအချိန်ုံလက်ကြည့်အောင်နောက်ကျနေပြီဂျာကြီးစုတော့မယ်ငါတို့တလိကမရဘူးလားအေးမီးပြက်နေတာတင်တယ်တက်လေကလည်းမရဘူးဘယ်လိုလုပ်ကြမလဲတလိကမရငါဖလီကားနဲ့တက်မယ်လေဂျာကြီးကိုအခါကျရင်ပြောလိုက်တလိကပြက်နေလေကားနဲ့တက်လာလို့အဲ့ကြောင့်နောက်ကျနေရလို့ပြောလိုက်အေးမစိုးနေ့ကျကောင်းတာသွားကြမယ်လားမလားနောက်ကျနေငါရပါဗျာနေရလဲဘာဖြစ်ပါချွေချောင်ပြောလိုက်မှာပေါ့နောက်ဆုံးတော့နင်တို့ရောက်နေကြပြီ။ဘယ်ချိန်ရှိနေပြီလဲချိန်ုံလည်းကြည့်ရောဂျာကြီးကလည်းအခုမှ8 နိုင်နဲ့မိနစ်60ပဲရှိပါသေး။ဘာလို့8နိုင်နဲ့မိနစ်60လဲ။နင်တို့ချိန်ုံမလေးစားအောင်တော့နောက်ကျနေရဘယ်ရက်ရှိပြီလဲအချိန်ုံလေးစားပါလေဂျာကြီးရဲ့မီးရပြက်တက်လေကလည်းမရဘူးလှေကားနဲ့မိုးခံပြီးတက်နေရလို့ပါဟုတ်တယ်။အဲ့ဆိုလို့ရှိရင်အဓိကပြဿနာမီးပြက်ပြီးတော့တက်လေကမရလို့ပါလား။ဟုတ်တယ်။တွေးကြမယ်။သွား The next day ရုံနောက်ကျနေပါလေဆိုနေဒီမှာဘာလုပ်နေရလဲရုံနောက်ကြောက်တာဘာလို့ရမှာလဲမနေ့ကလိုပဲငါတို့ဂျာကြီးကိုချင်းထည့်လိုက်မယ်ဟာအဲ့လိုမရတော့ဘူးမနေ့ကပဲဂျာကြီးကရုံသုံးအတွက်ဆိုပြီးတော့ဘီကိုဒီဘက်ထရီနဲ့အင်ဗာတာတက်လိုက်ပြီရုံသုံးအတွက်ဘီကိုဒီဘက်ထရီနဲ့အင်ဗာတာတက်တဲ့ဟာကိုငါတို့ဘာလို့မမြင်သွားရမှာလာငါရှင်းပြမယ်ပြောဘီကိုဒီဘက်ထရီနဲ့အင်ဗာတာတွေကမီးပြတ်နေတဲ့အချိန်မှာတော့မှဓာတ်လေကားကိုအေးဆေးသုံးလို့ရတယ်တဲ့ပြီးတော့ဘီကိုဒီ314 ampere နဲ့200 ampere ဘက်ထရီတွေကကွာအမကန်လည်းပေးထားပြီးတော့အရေးသွေးကောင်းတဲ့အတွက်ကြောင့်မလို့ဓာတ်လေကားပြတ်လို့ဆိုပြီးတော့ကျင်းထည့်လို့မရတော့ဘူးဟုတ်လားအဲ့ဆိုငါမြင်တော့မှရပါပေါ့သွားမယ်နဲ့မြင်ဝင်မယ်မြင်ဝင်မယ်သွားမယ်သွားအေးဒီပါပြီနောက်ကျနေပြီထင်လေအေးလို့ဂျာကြီး။နင်တို့ထပ်နောက်ကျကြပြီနော်